မင်္ဂလာပါကျွန်တော်ရဲဘော်စလိုင်းပါပြီးခဲ့တဲ့ရပိုင်းတော့ဒေါ်လန်ကြတဲ့ဒေါ်လန်ပြည်သူတွေရဲ့စုပေါင်းဆက်ပေါင်းပေးတဲ့မိုးဘိုးလေးတွေစုပြီးတော့ကျွန်တော်အတွက်ကြီးကတစ်ထည်ဝယ်ယူခဲ့ရတယ်ပေါ့နော်ဒါကတော့ယာကီတာပေါ့နော်ယာကီတာခေါ်မလားယာကူတာခေါ်မလားယာကီတာလို့ခေါ်တာများပါတယ်ကျွန်တော်ကတော့ယာကီတာလို့ခေါ်ပါတယ်အပြင်မှာဒီကြီးကအင်ဂျီဒီတန်းတင်မြန်မာငွေနဲ့တော့မဲ့ဆိုရင်6သိန်းခွဲနဲ့9သိန်းပတ်ချလဲလောက်ရှိမယ်ဒါပေမဲ့လမ်းကြုံရှိတာနဲ့လမ်းကြုံစီကိုပတ်စံကျူပေးပြီးကမှပစ္စည်းကိုမှာခဲ့လိုက်တယ်ပေါ့နော်တာမန်အပြင်တော့ဒီရဲဘော်တွေအတွက်ဝယ်မယ်ဆိုရင်ကျွန်တော် level 6ကိုဝယ်ပေမဲ့ကျွန်တော်စောက်ပြင်းထူတာလည်းပါတယ်ပြီးတော့အလေးကြီးလိုရတာပြင်းတာလည်းပါတယ်ပြီးတော့ကျွန်တော်အတွက်ကအဲ့လောက်ထိမလိုအပ်တာရောပါတယ်ပေါ့နော်ဒါကြောင့်မလို့ဈေးနှုန်းတက်ပါတဲ့ဒီ level 4ကြီးကပြားလေးတွေကိုဝယ်ခဲ့လိုက်တယ်ပေါ့နော်ဒီမှာပါမမြင်အောင်ထင်တယ်ဒီမှာပါနှစ်ပြားဝယ်ခဲ့တယ်ပေါ့နော်အစ်လေးတော်လိုင်းရေးကလာ9နှစ်တာကြောလာခဲ့တဲ့အချိန်မှာအခုမှပဲကြီးကအစ်ပေါ့နော်ပတ်ကင်ဖောက်ပြီးကြမှာအသုံးပြုရတော့မယ်ပေါ့နော်အဲ့တော့ပြောချင်တာကဒီကြီးကဝယ်ယူဖို့ရအတွက်မိုးဘိုးပေးခဲ့ကြတဲ့တူတယောက်ချင်းကိုကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့လည်းလိုတဲ့အရာမှန်သမျှကိုတိတ်တဆိတ်နဲ့ဖြည့်ဆည်းပေးနေကြတဲ့ဒေါ်လန်ပြည်သူတူတယောက်ချင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်အဲ့တော့ကြီးကာကိုလည်းဒီကြီးကာအင်ဂျီကိုရောပြီးတော့ဒီကြီးကာကိုရောရိုးတည်တည်နဲ့ဘာမှအထီးကိုင်းမရှိအောင်ရိုးတည်တည်နဲ့ထိမ့်သိမ့်ပြီးတော့ကင်ဆောင်အသုံးပြုပါမယ်လို့ပြောကြလိုပါတယ်ကြီးကာကတော့ရပြီပေါ့နော်ဖြစ်နိုင်မယ်ဆိုရင်တော့ရန်ပုံငွေလေးတွေလာပြီးကမှကူညီပေးစီခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ရှေးလုပ်ငန်းစဉ်တွေအတွက်အသုံးပြုရမယ့်အရာတွေအများကြီးရှိသေးတယ်ပေါ့နော်ဒါကြောင့်မလို့တက်နိုင်တဲ့ဘက်ကတွေဆက်လက်ပြီးတော့ယုံကြည်ကြည်နဲ့ပါဝင်ထောက်ပံ့ပေးကြပါအောင်လို့ကျွန်တော်ရဲဘော်စလိုင်းထပ်ပိုင်ဖြိုးမှာမြေတ္တာရက်ခင်တောင်းဆိုချင်ပါတယ်ခင်ဗျာခုကတော့ပါကင်အသေးလေးနဲ့ကြီးကပါကင်လေးနဲ့နေရကပတ်မှာသွားပါအောင်မယ်ပေါ့နော်ဒီတော့ပါပဲအဲ့တော့ဘယ်ကနေဆက်သွယ်လို့ရလဲဆိုရင်တော့ကျွန်တော်ရဲ့ Facebook Messenger Viber Telegram တွေကနေဆက်သွယ်ပြီးတော့တက်နိုင်တဲ့ပမာဏနဲ့မဟုတ်ဘူးပေးတာပဲဖြစ်ဖြစ်ရန်ပုံငွေထောက်ပံ့တာပဲဖြစ်ဖြစ်စိတ်ကြိုက်နှစ်သက်ရာကိုလုပ်လို့